ရဲ့ပုံမြင်များ YouTube channel ကနေချိုးပါရခင်ဗျာဘာလုံးမှာတရဲ့တွေတကယ်ရှိလားမရှိဘူးလားဆိုတော့ပရိသတ်များကိုယ်တိုင်စဉ်းစားဝေဖန်သုံးသပ်နိုင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုစာလုံးကိုကြည့်ပြီး channel တလင် like subscribe လုပ်ဖို့ရင်မြတ်တရားခံပါတယ်ခင်ဗျာမောင်ပိန်ဆိုတာကတော့ရွာထဲမှာအရက်ကလေးတမြင်မြင်နဲ့အမြဲပျော်တတ်သူတဦးပါတရက်မှာတော့ထုံးစံအတိုင်းအိမ်နီးနားချင်းရွာမှာအလှသွားရင်းညစ်နဲ့တန်းခေါင်တိုင်အောင်အရက်တောက်မိခဲ့ပါတယ်လာရောင်ကလည်းတိတ်မတာပတ်ဝန်းကျင်တစ်ခုလုံးကလည်းတိတ်ဆိတ်လွန်းလို့ကိုယ့်ခြေတံကိုပြန်ကြားနေရတဲ့ညမျိုးပါမောင်ပိန်ကတော့မူးမူးနဲ့တချင်းတက်အေးဆိုရင်ရွာဝင်ကညောင်ပင်ကြီးနားကိုရောက်လာခဲ့ပါတယ်ရွာဝင်လမ်းကွေးကအပင်ကြီးအောက်ရောက်ခါနီးမှာပဲလေတိုက်တာမဟုတ်ပဲအပင်ထက်ပိုင်းကနေဝုန်းဆိုတဲ့အတန်ကြီးနဲ့အတူအရာဝတ္ထုတစ်ခုပြုတ်ကျလာပါတယ်။မောင်ပိန်တယောက်ကြောင်ကြည့်နေတော့မှပဲမြေပြင်ပေါ်မှာအရိပ်မဲကြီးတစ်ခုဟာတဖြည်းဖြည်းချင်းထပ်လာပါတယ်။အဲ့ဒီအရာဟာလူနဲ့တူပေမဲ့တကိုယ်လုံးမှာလက်မဝက်လောက်ရှိတဲ့အမွှေးမင်ရှည်ကြီးတွေဖုံးလွှမ်းနေပြီးမျက်လုံးတွေကတော့ရဲရဲနီနေပါတယ်။မောင်ပိန်ကြောက်လန့်တကြားနဲ့နောက်ဆုတ်ဖို့ပြင်ပေမဲ့အဲ့ဒီအမွှေးရှည်တရေကမောင်ပိန်စီကိုအတင်းခုန်အုပ်ပြီးလုံးထွေးတက်ပုတ်ပါတော့တယ်။မောင်ပိန်ဟာအရက်မူးနေပေမဲ့အသက်ဘေးနဲ့ကြုံလာတော့အစွမ်းကုန်ရုန်းကန်ပါတယ်ဒါပေမဲ့တရေရဲ့ခွန်အားကိုမရှင်နိုင်ပဲအသက်ရှူကျက်လာတဲ့အချိန်မှာပဲလမ်းမထက်ကနေအတန်ပြဲကြီးတစ်ခုဟိန်းထွက်လာပါတယ်ဟေ့မောင်ပိန်မင်းအမြန်ပြေးတော့ငါရှိတယ်ကြည့်လိုက်တော့လွန်ခဲ့တဲ့လပိုင်းကမှဆုံးပါသွားတဲ့ရွာကကားဆရာကြီးဦးတာတင်ပါဦးတာတင်ဟာသူအသက်ရှင်စဉ်ကဝစ်လေးရှိတဲ့စွတ်ကျဲအင်ကြီးအစုပ်လေးနဲ့ပစိုးတိုဝစ်လျက်သားအမွှေးရှည်တရေစီကိုအတင်းဝင်လုံးပါတော့တယ်ဦးတာတင်ကမောင်ပိန်ကိုကာကွယ်တဲ့အနေနဲ့တရေကြီးကိုအတင်းဆွဲဖယ်ပြီးမြေပြင်ပေါ်မှာလုံးထွေးနေပါတယ်ဦးတာတင်ကအော်ပြောလိုက်တယ်မောင်ပိန်မင်းအခုချက်ချင်းပြေးတော့ငါအဲ့ဒီကောင်ကိုဖမ်းထားပေးမယ်နောက်ကိုလှည့်မကြည့်နဲ့ပြေးတဲ့မောင်ပိန်လဲကြောက်ကြောက်လန့်လန့်နဲ့ရွာထဲကိုအစွမ်းကုန်ပြေးပါတော့တယ်နောက်ကနေဝုန်းတိုင်းကျဲတန်တွေဟိန်းဟောက်တန်တွေကြားနေရပေမဲ့ဦးတာတင်ပြောတဲ့အတိုင်းနောက်ကိုလှည့်မကြည့်ပဲအိမ်ရောက်ပြေးခဲ့ပါတယ်မနက်လင်းလို့ရွာထဲမှာသတင်းပြန်ပြောပြတော့လူတွေကအစကမယုံကြပါဘူးဒါပေမဲ့မောင်ပိန်ရဲ့ကိုပေါ်ကပုံးပဲ့ရာတွေနဲ့ညောင်ပင်အောက်ကမြေကြီးတွေပွားစာတက်နေတာကိုမြင်တော့မှအားလုံးအံ့ဩသွားကြပါတယ်ကားဆရာကြီးဦးတာတင်ဟာသူ့အသက်ရှင်စဉ်ကလည်းရွာသားတွေအပေါ်စိတ်ရင်းကောင်းခဲ့တယ်လို့တည်ပြီးတဲ့နောက်မှာတောင်သူ့ရွာသားမောင်ပိန်ကိုအနေရကနေကာကွယ်ပေးခဲ့တာပဲဖြစ်ပါတယ်။မောင်ပိန်ကတော့အဲ့ဒီနေ့ကစပြီးညစ်နက်အောင်အရက်မတောက်တော့ပဲဦးတာတင်အတွက်ရည်စူးပြီးအလူတန်းတွေလုပ်ပေးခဲ့ပါတော့တယ်။